trading လောကတွေကိုခြေလန်းဆလိုက်တာနဲ့ခင်ဗျားတို့ကိုအရင်ဆုံးစောင့်ကြိုနေတာကမျက်ငွေတွေမဟုတ်ပဲကြားချောင်းတဲ့ scammer တွေဆိုတာသိပါသလားဒီနေ့ဗီဒီယိုမှာတော့ new video ကို scammer တွေဘယ်လိုငားများကြလဲဆိုတဲ့အကွက်တွေကိုပုံဖွင့်ချပေးတော့ပါဒါပြင်လမ်းပြောင်းနေတဲ့ trader တွေတို့လည်းဒီတန်တရားတွေကရုံထွက်နိုင်မယ့်အဖြစ်တစ်ခုရသွားမယ်လို့ကျွန်တော်ထင်ပါတယ်လူတော်များများက trading ကိုပတ်စံအလွယ်ရမယ်နေရလို့ထင်ကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားကတော့ new video တော်များများအစမှာလေ trading ရဲ့အစမှာ scammer ရဲ့ကြော်ခွင်းတွေကိုရောက်မှန်းမသိရောက်တော့ကြတာပါပဲဒီနေရာမှာကျွန်တော်အချက်နှစ်ချက်နဲ့ရှင်းပြပါပထမတစ်ချက်ကတော့ရိုးရှင်းတဲ့ scamming တွေပါပုံမှန် Ponzi trading တွေ MMM investment တွေဒီလိုရိုးရှင်းတဲ့လိမ်ညာမှုမျိုးကိုတော့ trading တွေကိုဝင်လာစသူတွေတော်တော်များများ new video ဟာနဲ့လောဘကြီးတဲ့သူတွေဟာအများကြီးခံကြရပါတယ်ဒီရက်တစ်ချက်ကတော့ပိုပြီးကြောက်ဖို့ကောင်းပါလေဒါက new video လုံးဝမသိကြတယ်လို့ senior trader တော်တော်များများတော့သတိမထားမိပဲနဲ့သူတို့ရဲ့ကြော်ကွင်းထဲမှာလမ်းပြောင်းနေကြတာကိုတွေ့ကြရပါတယ်ဒါကြောင့်လည်းနှစ်တွေကြာကြီးအချိန်တွေပတ်စံတွေကုန်နေကြတာပါscammer တွေကတော့ချားသူတွေမဟုတ်ပါဘူး trading မှာကိုယ်တိုင်မအောင်မြင်လို့ scammer ဆိုတဲ့ scamming ဘက်ကိုလိုင်းပြောင်းသွားကြတဲ့ senior trader အတူကြီးတွေပဲဖြစ်ပါတယ်ဒီ senior trader scammer တွေကရောဘယ်လိုမျိုး scam လုပ်ကြတယ်လဲတချို့ကသူတို့ကိုယ်သူတို့ scammer လို့တော့မထင်ကြပါဘူးသူတို့ကတကယ့်ကိုစေနာနဲ့တင်ပေးနေတာလို့ယူဆကြပါတယ်လက်တွေမှာတော့တစ်ဖက်ကလူရဲ့တန်ဖိုးရှိတဲ့အချိန်တွေနဲ့ပတ်စံတွေကအကုန်ဆုံးနေတာပါရှုံးလာပြီဆိုရင်တော့ emotion မထိန်နိုင်လို့တင်တာကိုမကြိုးကြိုးစားစားမတင်ယူလို့အမျိုးမျိုးသောစင်ကြီးတွေပေးပြီးတော့သူတို့ကိုသူတို့ရောချားသူတွေကိုပါလှည့်စားနေကြတာပါနောက်တစ်မျိုးကတော့ပိုဆိုးပါတယ်သူတို့ကလည်း trade မှာမအောင်မြင်တော့ဘူးဆိုတာကိုတိတိကြီးနဲ့ကိုလိန်လည်ပြီးလှုပ်ရှားကြတော့တာပါသူတို့ရဲ့လူသိများတဲ့အကွက်တွေကတော့ bicycle club တွေနှိပ်ရမယ်နေရာတွေကို second hand ပေးတဲ့ group တွေထောင်းမယ်ပြီးရင် VIP ကြီးတွေတောင်းမယ်ရင်းနှီးကိုအမြတ်ထုတ်ပေးမယ်ဆိုပြီးတော့ client ရှာတာမျိုးတွေလုပ်ပါတယ် trading ဆိုတာတော့ကိုယ်တိုင် trade ရတဲ့ကိုယ်တိုင် bicycle club နှိပ်ရတဲ့ business မျိုးပါသူကိုယ့်ရဲ့အရင်းနှီးငွေတွေကိုသူများပေးပြီး trade ရတဲ့ဟာမျိုးလုံးဝမဟုတ်ပါဘူးဒါကတော့မြန်မာနိုင်ငံမှာ2001နဲ့2002ပတ်ချလဲလောက်မှာတော်တော်ခက်စားခဲ့တဲ့ scamming ကွက်တွေပါဒါတော့တစ်ခါတလေမေးလောက်ရောလောက်နေဒီအကွက်ဟောင်းကြီးတွေကပေါ်လာကြပါသေးတယ်နောက်တစ်ခုကတော့ monthly return promise လို့ခေါ်တဲ့တစ်လကိုအမြတ်ငွေဘယ်လောက်ပေးမယ်ဆိုတော့မလုံးတွေနဲ့မျှကြတဲ့ MMM investment တွေပဲ Ponzi trading တွေဘာမှမသိတဲ့ pair တွေကိုထိခိုင်းတာစာပိုင်းမှာယုံအောင်ပတ်စံတွေထုတ်ပေးမယ်ပညာတွေ training တွေပြမယ်ဘယ်လို trade ရတယ်ပတ်စံတွေဘယ်လိုထုတ်ရတယ်ဘာညာပေါ့ဗျာလောဆယ် Facebook မှာတော့တွေ့နေရပါတယ်အစာပိုင်းမှာယုံအောင်ပတ်စံတွေထုတ်ပေးမယ်နောက်မှအကုန်လိမ်ပြေးတာမျိုးပါနောက်တစ်ချက်ကတော့အနုနီးနဲ့ဂျင်းထဲနေကြတာပါနောက်တစ် scan နည်းတစ်မျိုးလို့တော့ပြောလို့ရပါတယ် trading နဲ့ပတ်သက်တဲ့ certificate တွေပြမယ် withdraw တွေထုတ်ပြမယ်အဲ့ပတ်စံတွေနဲ့ဝယ်ထားတယ်လို့ပစ္စည်းတွေအိမ်တွေခါတွေကြွပြမယ်ဒါလည်း YouTube မှာလည်းအများဆုံးတွေ့ရပါတယ်သူတို့တော့အလုံးမဖြစ်တဲ့ strategy တွေကိုဟိုပြင်ဒီပြင်လုပ်ပြီး cost တွေအဖြစ်အစမတန်ဈေးတွေတင်ပြီးရောင်းစားကြမယ်တကယ်ဝယ်တတ်တဲ့သူတွေကလည်းသူတို့ကိုအရင်ယုံကြည်တာကြောင့်တစ်ခါလေးမှာကျွန်တော်တို့စေနာနဲ့အမှန်တရားကိုပြောပြတဲ့သူတွေကတော့ဝိုင်းပြီးဆဲဆိုကြတာတွေရှိပါတယ်ဒါပေမဲ့လည်းသိမကြပါဘူးနှစ်တွေတော်တော်ကြာလာတဲ့အခါမှာတော့သူတို့လည်းသဘောပေါက်သွားကြပါတယ်ဒီအချိန်မှာတော့နောင်လာတွေရသွားကြပါပြီကျွန်တော်တို့ကို messenger တွေကနေတောင်လာပြီးတော့ကျွန်တော်တို့ဆဲခဲ့တာတွေတောင်းပန်ပါတယ်တကယ်ကိုစေနာနဲ့ထောက်ပြခဲ့တာပါဆိုပြီးတော့လာပြောကြတဲ့သူတွေတောင်ရှိပါတယ်ဒါပြင် training education ကိုအကြောင်းပြပြီးလှည့်စားတာမျိုးတွေလည်းရှိပါသေးတယ်တာမန် knowledge လောက်ကိုပဲ trading knowledge တာမန် trading knowledge လောက်ကိုပဲပိုကဲပြီးလုပ်ပြပြီး VIP member ကြီးတောင်းစားနေကြတာပါသူတို့ရဲ့ hot တွေကတော့ social media ပေါ်မှာ free course တွေတင်မယ်တာမန် knowledge trading knowledge တာလေးကိုကြီးကျယ်အောင်မြင်နေတဲ့ system ကြီးတစ်ခုလို့ဟန်ဆောင်ပြီးကြီးကျယ်တွေလုပ်ပြတာပေါ့လေချို့ဆိုရင်သူတို့ကို sponsor ပေးထားတဲ့ broker တွေစီမှာ
account တွေဖွင့်ခိုင်းမယ် trade ပုံ training တွေပြောပြမယ်သူတို့ပဲဒီ trading ကနေပြီးတော့ပဲ trade လုပ်ပြီးတော့ပဲပတ်စံတွေရှာနေတယ်လို့ဒါတွေကနေပဲအမျက်တွေအများကြီးရနေတယ်လို့ပြောပြီးတော့သူတို့ရဲ့ system တွေကိုအလုံးမဖြစ်တဲ့သူတို့ရဲ့ system တွေကိုသင်ပေးပါလိမ့်မယ်ပြီးလို့ရှိရင်တော့အဲ့ဒီ broker တွေကပေးတဲ့ percentage တွေကိုခင်ဗျားတို့နိုင်ရှုံသူတို့ကစားကြမှာဒါကအနုနီးနဲ့ new video ကိုနဲ့လမ်းပြောင်းနေတဲ့ trader တွေကိုရဲဆက်ဆက်ဂျင်းထည့်နေကြတာဒီလို scamming တွေကိုစောတိဝေးရှောင်နိုင်မှသာခင်ဗျားတို့ပတ်စံတဲ့အချိန်တွေမကုန်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီလို scamming တွေကိုဘယ်လိုရှောင်မလဲ trading ကိုနီးမှန်လမ်းမှန်နဲ့ဘယ်လိုစလေ့လာသင့်တယ်လဲဆိုတာပေါ့နောက် video မှာကျွန်တော်အသေးစိတ်တင်ပြပေးတော့ပါဆောင်းရကြည့်ရှိဆိုရင်တော့ subscribe နဲ့ follow လုပ်ထားလိုက်ပါနောက် video မှာထပ်တွေ့ကြသေးတာပေါ့ဗျာ